အာဆင်နယ်အသင်းကိုဗီနီစီယာဂျူနီယာကိုမယောင်းချဖို့တာဝန်ရှိသူတွေကိုတောင်းဆိုလိုက်တယ်ဆိုတဲ့မော်ရီညိုနဲ့ချီလီကလပ်ကိုလိုအသင်းကိုတရားဝင်ပြောင်းရွှေ့ဖို့အတွက်သဘောတူညီမှုစာချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တဲ့ကိတ်ဗာဒီရဲ့ဂိုးသမားဖိုဇင်ညာမင်္ဂလာပါဒီဗီဒီယိုလေးမှာကတော့စိတ်ဝင်စရာကောင်းတဲ့သတင်းအကြောင်းအရာ2ရက်ကိုရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမသတင်းအကြောင်းအရာ1ရက်ကတော့မော်ရီညိုကတော့ဘရာဇီးအသင်းရဲ့တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ဗီနီစီယာဂျူနီယာကိုအာဆင်နယ်ကိုမယောင်းချဖို့အတွက်ရီယယ်မက်ဒရစ်ရဲ့တာဝန်ရှိသူတွေကိုတောင်းဆိုလိုက်ပါတယ်မော်ရီညိုကအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကီလီယန်အပါဘေးဗယ်လင်ဂမ်ဗီနီစီယာဂျူနီယာဒီကလိုကစားသမားတွေကိုလက်မလို့ရှင်တဲ့ဆန္ဒတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကစားသမားတွေနဲ့ကျွန်တော်အသင်းရဲ့ကြားထဲမှာတာဟာဇာတာမတဲမှုတွေရှိခဲ့တယ်ဆိုပေမဲ့ဒီပြဿနာကိုသူထိမ့်မယ်ဆိုပြီးတော့လည်းပြောကြားထားပါတယ်မော်ရီညိုကဗီနီစီယာကိုမယောင်းချင်တာကအာဆင်နယ်နဲ့မော်ရီညိုရဲ့ကျွန်တော်တမိုင်းချောင်းတွေရှိခဲ့တယ်ပေါ့ဗျာချက်စီနီးပြဘွားတုန်းကအာဆင်နယ်အသင်းရဲ့ကျွန်တော်တို့အသင်းနီးပြတအူးဖြစ်တဲ့အာဆင်ဝင်းကအပေါ်ကျွန်တော်ဇကလုံးစစ်ထိုးမှုတွေပြုလုပ်ထားမှုသူတယောက်ဖြစ်ပါတယ်ဒါကြောင့်မလို့အာဆင်နယ်အသင်းကိုကစားသမားရောင်းချတာဟာသူ့ရဲ့ဂုဏ်သိက္ခာပိုင်းအရာလက်ခံနိုင်စရာမရှိဘူးဆိုပြီးတော့လည်းပြောကြားထားခဲ့ပါတယ်မော်ရီညိုနဲ့အာဆင်နယ်တို့ရဲ့ပြိပခဖြစ်ခဲ့တဲ့အကြောင်းအရာလေးကိုကျွန်တော်တို့အနည်းငယ်ပြောအောင်ပေါ့ဗျာ2015ခုနှစ်ကမော်ရီညိုကချက်စီနီးပြဘွားတုန်းကအာဆင်နယ်ပရိသတ်တွေရဲ့ညီးငွေစရာကောင်းတဲ့ချက်စီဆိုတဲ့တခြင်းတီဆိုမှုတွေကိုပြန်လည်တုံ့ပြန်တဲ့အနေနဲ့10နှစ်ချန်ပီယံမရခြင်းကပို့ပြီးတော့ညီးငွေစရာကောင်းတယ်ဆိုပြီးတော့ပြန်လည်ပြောကြားခဲ့မှုပါတယ်မော်ရီညိုရဲ့ချက်စီအသင်းကအာဆင်နယ်ကိုနီးပြူဟာဘိုင်းအရာတာလွန်ခဲ့ပြီးကစားသမားဟောင်းအရှလီကိုကလည်းမော်ရီညိုရဲ့ချက်စီကအာဆင်နယ်အသင်းထက်ပိုပြီးတော့ကောင်းတယ်ဆိုပြီးတော့လည်းအဲ့ဒီအချိန်ကပြောကြားခဲ့ပါတယ်အဲ့ဒီတမိုင်းချောင်းတွေကြောင့်မော်ရီညိုအတွက်အာဆင်နယ်စီကစားသမားရောင်းချတာဟာအလွယ်တကူလက်ခံနိုင်တဲ့အကြောင်းအရာမဟုတ်ဘူးဆိုပြီးတော့ပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်ညီကိုရောဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြတယ်ဗီနီစီယာဂျူနီယာကတော့အာဆင်နယ်ကိုပြောင်းရွှေ့ဖို့အတွက်မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်တို့လည်းယူဆတဲ့ဒီကိစ္စကဒီမှာရင်ရနသွားလိမ့်မယ်လို့ထင်နေပေါ့နော်နောက်ထပ်သတင်းအကြောင်းအရာတစ်ခုကတော့ကိတ်ဗာဒီအသင်းရဲ့ဂိုးသမားဖြစ်တဲ့ဗိုဇင်ညာကတော့ချီလီကလပ်ကိုလိုအသင်းနဲ့သဘောတူညီမှုအပြည့်အဝရရှိသွားခဲ့ပါပြီဒီအကြောင်းအရာကိုကလပ်ဥက္ကဋ္ဌကိုယ်တိုင်ဖြစ်တဲ့အန်နီဘယ်မိုဆာကာကိုယ်တိုင်ကပဲအတီးပြုတ်လိုက်တာပဲဖြစ်ပါတယ်သူ့ရဲ့ပြောကြားချက်အရာဗိုဇင်ညာဟာလာမဲ့ရဲ့အနှဲငယ်အတွင်းမှာချီလီကိုရောက်ရှိနိုင်မှာဖြစ်ပြီးတော့ကျမ်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီးသွားရင်ကျွန်တော်တို့ကိုလိုရဲ့အိမ်ကွင်းမှာအကြီးကျယ်ခန်းနာစွာမိတ်ဆက်ပွဲပြုလုပ်ပေးသွားမယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်စာချုပ်တန်းကတော့တနေ့ခွဲလောက်ပဲဖြစ်နိုင်ကြီးရှိပြီးတော့ဒီစနေတနင်္ဂနွေမှာလက်မှတ်ရေးထိုးဖို့သဘောတူညီထားတယ်လို့ပြောကြားထားပါတယ်ဖိုဇင်ညာကတော့ဒီကမ္ဘာဖလားပွဲမတိုင်ခင်ဒီကစားသမားကိုလူတီနေခဲ့တယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုလို့ရှိရင်တော့သူ့ရဲ့ Instagram အကောင့်မှာဆိုရင်တော့ကျွန်တော် follower တန်း30နီးပါးအထိရှိနေတာဖြစ်တယ်ပေါ့ဗျာဆိုတော့ဗိုဇင်ညာကတော့ကျွန်တော်ကိတ်ဗာဒီအသင်းကိုပထမဆုံးအကြိမ်ကမ္ဘာဖလားပြိုင်ပွဲကိုဥဆောင်ကစားပေးခဲ့ပါတယ်ဗိုဇင်ညာလက်စွမ်းပြကာကွယ်ပေးခဲ့တဲ့ပွဲစဉ်တွေကတော့ချန်ပီယံဖြစ်ခဲ့တဲ့စပိန်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအကောင်းဆုံးလက်စွမ်းပြကာကွယ်ခဲ့တယ်ပေါ့ဗျာဆိုတော့အာဂျင်တီးနားနဲ့ကျွန်တော်ပွဲစဉ်ရှုံးထွက်ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဗိုဇင်ညာရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်အချိန်ပိုတွေအထိကစားခဲ့ရပြီးအချိန်ပိုမှသာရှုံးခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုလက်စွမ်းပြကာကွယ်ခဲ့တာတွေဖြစ်တဲ့အတွက်ကြောင့်ဘရာဇီးကလပ်နဲ့ကျွန်တော်တို့တခြားကျွန်တော်တို့အင်တာမိုင်ယာမီအသင်းတွေကပါစိတ်ဝင်စားနေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့တယ်ဆိုပေမဲ့နောက်ဆုံးမှာတော့ကိုလိုအသင်းကသူ့ရဲ့အတွေ့အကြုံပိုင်းနဲ့ကျွမ်းကျင်မှုတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့ဒီကစားသမားကိုခေါ်ယူခဲ့တာဆိုပြီးတော့လေသတင်းတွေမှာဖော်ပြထားပါတယ်ဒီအကြောင်းအရာလေးကတော့ကိုလိုအသင်းကိုတရားဝင်ပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ကိတ်ဗာဒီဂိုးသမားဗိုဇင်ညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာတင်ရန်နာကြပါတယ်